တဲထိတ်ရင်ဖို့ထိတ်လန့်စရာရုပ်ရှင်တကားရိုက်ကူးနေစဉ်မှာမင်းသမီးတဦးဟာမတော်တဆမှုတစ်ခုကြောင့်တန်ဆော့ကျိုးနဲ့ညှိပြီးလယ်ပင်ကျိုးသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်တဲ့ဒရိုက်တာဟာကြောက်လန့်တကြားနဲ့မင်းသမီးကိုဆေးရုံကိုအမြန်ဆုံးပို့ဆောင်ပေးခဲ့ရပါတယ်။ဒါပေမဲ့ထူးဆန်းတာကဆေးရုံသွားပြီး10 မိနစ်လောက်အကြာမှာတင်အဲ့ဒီမင်းသမီးဟာရိုက်ကွင်းပေါ်ကိုရုတ်တရက်ပြန်ရောက်လာတာပါပဲ။ရိုက်ကွင်းမှာကြံနေခဲ့တဲ့မိန်းမဆိုး Inachဇက်ရံတရုတ်ဆောင်2ယောက်ဟာမင်းသမီးဒီလောက်မြန်မြန်ပြန်ရောက်လာတာကိုအံ့ဩသွားပြီးဆေးရုံမှာရှိနေတဲ့ထုတ်လုပ်သူတွေစီဖုန်းဆက်မေးမြန်းကြည့်ခဲ့ပါတယ်။အဲ့ဒီအခါမှာတော့သူတို့ကြားလိုက်ရတဲ့သတင်းကတွေးပြက်စရာပါဆေးရုံကထုတ်လုပ်သူတွေကမင်းသမီးဟာဆေးရုံရောက်တဲ့ကဆုံးပါသွားပြီဖြစ်ကြောင်းနဲ့မိသားစုဝင်တွေတောင်ရောက်နေပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါဆိုရင်အခုရိုက်ကွင်းပေါ်မှာ Leaf ဇက်ကောင်ကြီးအဖြစ်တရုတ်ဆောင်နေတာဘယ်သူလဲဆိုတာကိုတွေးမိပြီးမင်းသမီးအစ်စ်မဟုတ်တော့မှန်းသိလိုက်တဲ့တရုတ်ဆောင်2ယောက်ဟာတုံလို့ခြောက်ချသွားပါတော့တယ်။သူတို့ကဒရိုက်တာကိုရိုက်ကူးရေးရပ်ဖို့အတင်းတိုက်တွန်းပေမဲ့ဒရိုက်တာကတော့ဒါကိုဂရုမစိုက်ပဲစက်ရိုက်ခိုင်းခဲ့ပါတယ်။ကြောက်ကြောက်လန့်လန့်နဲ့ပဲဆက်လက်တရုတ်ဆောင်နေရင်နောက်အခန်းတစ်ခုအရောက်မှာတော့အေးဆက်ဆက်လက်တစ်ဖက်ကသူတို့ကိုလာရောက်ထိတွေ့လိုက်တဲ့အခါမှာတော့သူတို့ဟာအစွမ်းကုန်ထိတ်လန့်သွားပြီးအသက်ပါနဲ့တရုတ်ဆောင်မိသွားပါတယ်။ဒရိုက်တာကတော့သူတို့ရဲ့တဘာဝကျလာတဲ့ကြောက်လန့်တကြားအမူအရာတွေကိုကြည့်ပြီးသဘောကျကချီးကျူးနေခဲ့ပါတယ်။နောက်ဆုံးမှာတော့တရုတ်ဆောင်2ယောက်ဟာကြောက်လန့်တကြားနဲ့ပျက်စီးနေတဲ့တကားကနေထွက်ပြေးခဲ့ကြရပြီးရိုက်ကွင်းကလူအားလုံးလည်းသူတို့စီကိုပြန်တန်းလာနေတဲ့တရေမကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့တရိုက်ကွင်းလုံးခြောက်ချသွားကြပါတော့တယ်။